ကိုကသာမသိတာကိုအားကြနေတဲ့သူတွေကအများကြီးပါဇလန်းရဲ့အစတောင်းဝန်ထမ်းကလေးတွေကြည့်ပြီးတော့စိတ်တွေပျော်လိုက်တာသူတို့လည်းတော်လိုက်ကြတာငါသားသမီးတွေရွယ်ရောက်ရှိလာလို့ရှိရင်လည်းသူတို့လည်းဒီလိုဖြစ်နေမှာကလေးတွေကလည်းလာတဲ့လူတွေကိုစားပစ်ပေးတာလည်းအင်မတန်တော်တဲ့ကလေးတွေဖြစ်နေတယ်ငါသားသမီးတွေရှိနေဒီလိုပဲဖြစ်စေချင်လိုက်တာလို့ကိုဟုတ်ကဲ့ပစ္စည်းလာချပေးပါနော်ကိုပေးမယ်နဲ့လာကောက်လို့ရပါပြီရှင့်။အိုးငါကရှာတွေကိုအားကြလိုက်တာဟာငါဆိုရင် customer တွေကိုတိထားရှင်းပြရဈေးတွေလည်းရောင်းရဖြစ်လာတဲ့ error တွေကိုလည်းရှင်းရသူတို့ဆိုရင် easy ပဲနော်လက်တော့လေးတစ်လုံးနဲ့အကုန်းကန်းထဲမှာ easy ပတ်စံတွေကိုထိုင်စစ်နေုံပဲဒါကတော့ငါမရနိုင်တဲ့ဘဝပါလေသူတို့ဘဝကိုအားကြလိုက်တာတော်တော်နေအားကြလိုက်တာသူတို့ဆိုတနေ့ကားလိုက်ခုံလိုက် customer တွေကို interview လိုက်နေအများနဲ့ပေါ့ပါနေတာပဲငါတို့ဆိုဆိုင်ပိတ်ချိန်လဲငွေစင်းမကရင်မပြန်ရငွေမောင်များကြီးနဲ့ store တွေသွင်းရနဲ့စစ်ပင်မလိုက်တာအော်မန်နေဂျာဘွားကိုအားကြလိုက်တာအလုပ်ဆိုလည်းမလုပ်ရဘူးသူ့ကိုကြည့်လိုက်မယ်ဆိုရင်လစာတွေအများကြီးနဲ့စိုက်မှရှိတဲ့ဝန်ထမ်းတွေကိုပဲမန်နေဂျမန့်လုပ်နေရတယ်ရုံးခန်းထဲမှာလည်းအေးအေးဆေးဆေးထိုင်နေရတယ်မန်နေဂျာဘွားကိုပဲအားကြလိုက်တာတထေးကိုအားကြလိုက်တာဆိုင်သုံးဆိုင်လုံးကိုပတ်ပြီးအချိန်နဲ့ပတ်စံတွေတိမ့်လိုက်ဆိုင်ခွဲတွေဖွင့်ဖို့စီစဉ်လိုက်နဲ့ငါကြတော့ဝန်ထမ်းတွေကိုထိန်းရပစ္စည်းတွေမှာရနဲ့စိတ်ညစ်လိုက်တာဟယ်လိုအေးပြောညီမဝန်ထမ်းတွေလောက်ကြတော့လားအေးမဘာနဲ့ထည့်ပေးလိုက်မယ်ဒါပဲနော်ဝန်ထမ်းတွေဘဝပဲကောင်းလိုက်တာလာကုန်တာနဲ့လာကြလေးထုတ်ပြောပပနဲ့လွတ်လွတ်လပ်နေလို့ရတယ်ငါတို့တထေးတွေဘဝများလာကြရေးစီစဉ်ရဆိုင်ငွေတွေဖွင့်မှုစီစဉ်ရနဲ့ကိုပိုင်ချေဆိုတာတော့မရှိတော့ဘူးအလုပ်ပဲကောင်းနေအပြည့်ထည့်လာရတယ်ပြန်မလိုက်တာလူတိုင်းကကိုယ့်နေရာကိုတန်ဖိုးထားတတ်ကြပါကိုယ့်ကိုလည်းအားကြနေရလူအများကြီးပါဒါကြောင့်ကိုယ့်နေရာကိုတန်ဖိုးထားတတ်ကြပါစေ